စိတ်ညစ်လိုက်တာမိမရာစိတ်မညစ်ပါနဲ့ယောက်ျားရဲ့ယောက်ျားပြီးမှမိမမြဲရှိနေမယ်နော်ယောက်ျားလည်းလုံးမရှိရကြတော့ကွာမိမလုံးစားထိုင်းစားနေရတာကြားတော့အားနာတယ်ကွာလင်မယားနှစ်ယောက်ဒီလိုစကားတွေပြောစရာမလိုပါဘူးငါယောက်ျားရဲ့ငါယောက်ျားလေးတနေ့ကြီးကြီးတက်ချမ်းသာမလာဘူးလို့ဘယ်သူပြောနိုင်ပါလဲအေးနော်ယောက်ျားတို့တနေ့ချမ်းသာလာတဲ့ခါကြရင်လေငါမိမကိုဘာမှမလုပ်ခိုင်းလှလှပပနဲ့အိမ်ထဲမှာပဲနေခိုင်းမှာကဲပါဟုတ်ပါပြီတပင်းတော့ဆောင်မယ်လားယောက်ျားအလုပ်သွားတော့မလားသွားတော့မှာမင်းကြည့်ရတာကွာစုပ်တိစုပ်ပြက်နဲ့ပြစင်လေးပါလေးလေနေပါအောင်ဟောယောက်ျားရေမိမအိမ်မှာနေရတာပဲကိုယောက်ျားအပြင်မှာကောက်ကောက်မုံမုံနေရရင်ပြီးရပါပဲအေးငါသွားပြီကွာကုမ္ပဏီနောက်ကျနေလိမ့်မယ်ကူကြည်ပြရှော့ပင်သွားခြင်းနဲ့အေးပါကြည်ပြရဲ့ကြည်ပြလှလှပပဖြစ်နေဖို့အတွက်ကိုလိုက်ပူရမှာဗောကိုကအဲ့လိုပြစင်လေးကိုပဲသဘောကျတာဒါနဲ့လေကူဒီလိုခိုးကြောင်ခိုးရဘွားကြီးနဲ့ကြည်ပြမနေချင်တော့ဘူးကိုလည်းမနေချင်တော့ပါဘူးအတူတူနေရတော့မှာပါခဏပဲစောင့်နော်ဟုတ်ကူဒန်ယောက်ျားမနေ့ကကျမရှင်အင်းကြီးထဲမှာဝှစ်လျှော်နေတန်းလန်းနဲ့နှခမ်းကြီးတွေတွေ့တယ်ရှဲတာဘယ်ရလဲပြောဟာမထူးတော့ပါဘူးကွာငါမင်းနဲ့နေရတာစိတ်ပြက်နေပြီရှင်ဟုတ်တယ်ငါမှနောက်ထပ်ချစ်ရတဲ့သူတယောက်လည်းရှိနေပြီမင်းကငါရှားထားတဲ့ထဲကနေသုံးပုံပေးမယ်ကွာမင်းငါ့ကိုကွာရှင်းပေးတော့ရတယ်ကျမဘာမှမမှတ်ဘူးဒီကြိုက်ထွက်သွားပေးမယ်အေးပါအဲ့ဒါဆိုလည်းမင်းသဘောပဲငါပေးရနော်နောက်ပြီးကြမှာပြင်ရထွက်လာပြီးပြန်လာပြီးတော့မှဘာညာတာတကားတွေငါမကြားချင်ဘူးနော်ကောင်းလေးငါဈေးသွားမလို့ဟဲ့စပိတ်လေးမရှိတော့လေးလာထိုးပြီးငါမထိုးနိုင်လို့ဟုတ်အန်ဒီရရှေးဘင်းကိုကျွန်တော်ထိုးလိုက်တယ်နော်ငါတူလေးကျမ်းပါပါစေချမ်းသာပါစေကျေးဇူးတင်ပါတယ်ကွယ်တလက်စားလည်းမပြန်သေးနဲ့အောင်အန်တီကိုလေဟိုမဲ့ပန်းဦးလေးလေရွှေပေးခဲ့ပါဦးနော်တူလေးနော်ဟုတ်ကဲ့အန်ဒီဟုတ်သားရွှေပေးမယ်လေဘယ်ပန်းဦးလေးရွှေပေးရမှာလဲမသိဘူးဟုတ်အန်တီတို့ကတက်ကြီးပြီဆိုတော့ငါသားရဲ့မမနိုင်တော့ဒီပန်းဦးလေးဒီအိုးလေးနော်ဟိုဘက်ကိုရွှေပေးငါသားလေးနော်တာဟုတ်ဟိုဘက်ဟိုဘက်ချက်ဟုတ်ပြီဒါလေးပါဟိုဘက်တွန်းလိုက်ငါသားဟုတ်ပြီကျေးဇူးပါကွယ်ဟုတ်ကဲ့အန်ဒီဟုတ်ဟွာတခုလောက်သားကူညီတောင်းချင်လို့အန်ဒီအားတော့အားနာတယ်အန်ဒီရဲ့ဟွာဒီနေ့က Wi-Fi ကပြည့်တဲ့နေ့ဆိုတော့လေအမပတ်စံကောက်တဲ့ကလေးတွေကလာပြီးတော့ကောက်နေလို့အမေကလည်းအပြင်ခဏသွားတာခုချိန်ကြီးပြန်မလာဘူးပတ်စံကလည်းမထားခဲ့ဘူးအန်ဒီရဲ့အဲ့ဒါလေးဟွာလို့ခဏလေးလို့အန်ဒီကူညီပါအောင်တော့3000လောက်ပါပဲသူရဲ့မင်းမတွေကလည်းထားမသွားဘူးသီလားအဲ့စောင်းဖို့ပဲထားသွားတာတပြားမှမရှိတော့ဘူးငါတူရဲ့ရှိရင်တော့အန်တီကကူညီပါတယ်အင်းဒီသားချင်းတွေပဲဟာကူညီပေးပါပေါ့ငါတူရဲ့နော်မရှိလို့ဟုတ်ကဲ့အန်တီရပါတယ်ဟုတ်ဒီအဲ့ဆိုတာပြန်တော့မယ်နော်အန်တီမေသမီးဒီမုံကြီးစားချင်တော့မုံကြီးစားလို့လည်းမကောင်းဘူးသမီးမစားချင်နဲ့နောက်တစ်ခုခွဲစားလိုက်နော်ရှင်းသုံးတဲ့မျိုးစုံဝင်ဆရာမစီလာအောင်ဆရာမပြောကြရှိလို့ရဆရာမဟုတ်လားပါပြီဆရာမမျိုးစုံဝင်ဟွာလေဆရာမတွေးလို့ရှိတော့လေဒီအချိုပါတဲ့မုံလေးဆရာမဝဲလာမိလို့လေတာကြိုက်လေမလားတာလေးဟိုပြန်ဝဲလိုက်နော်ဟုတ်တာဟုတ်ဆရာမဟုတ်ကဲ့မမေဖေရောနေကောင်းလားအေးတာစားကြောသားနော်တာစားရီတော်တယ်တာဒီမှာမတ်တွေစစ်နေတာနော်တာဟုတ်ဘူးတာထိုင်တော့ဆရာမတာပြီလေနေကောင်းပါလေဟုတ်တာစားလဲကျိုးသားတယ်ဟုတ်ခုတလို့စားလေးလဲချက်နေတယ်ဆရာမဟုတ်တာစားပါမယ်နော်ဆရာမမကြီးကလည်းစားပြီးတာမောင်လေးတွေကကြက်ကြော်ဘာလို့လဲကြက်ကြော်လားဒီကောင်လေးမောင်လေးအတွက် surprise ကလေးရထားလို့အမလာပို့ပေးတာပါဟာတာကြီးရောမင်းမိုင်းလာကြီးလားဒါနဲ့လေဘဒူပေးတယ်လို့ထင်လဲမောင်လေးမှာကောင်မလေးတွေဘာတွေရောရှိလားမရှိပါဘူးဗျာကျွန်တော်ကောင်မလေးခုမှကလေးရှိသေးရကြီးဘာလေးဖြစ်မလဲဆိုတော့ဖွင့်ကြည့်လိုက်ပါအောင်အမ iPhone 16 Pro မကြီးဘယ်သူမရအောင်မအားကြတာကွာမောင်လေးရဲ့ချစ်ရတဲ့အဖေနဲ့အမေကမောင်လေးဆောင်ဝဲအောင်လို့စုချတာပါဟာတာကြီးမင်းဖေနဲ့မင်းမေကမင်းချစ်တာကွာဟုတ်ကျေးဇူးပဲမဟဲ့ငါဖေနဲ့ငါမေစီငါတော့လိုက်ဦးမယ်နော်ငါကောင်နောက်မှဆုံးမယ်ကွာမင်းမေကိုကောင်ကြက်ကြော်မိုက်တယ်ဗျာ surprise ကြီးရတာသူ့ဖေနဲ့သူ့မေကသူ့ကိုစောင်းဝဲအောင်လို့တဲ့နောက်ဆုံးပေါ်18 Pro မကြီးအားကြတာဗျာ
ငါသားရဲ့အမေလည်းသားကိုအဲ့လိုလုပ်ပေးချင်တာပေါ့အမေတို့မှလေဟာအမေကလည်းသားလူချင်းလို့ပြောတာမဟုတ်ပါဘူးဗျသားစင်ငယ်ချင်းလေအဲ့လိုရတော့သားဝမ်းသာလို့မေကိုပြောပြတာပါမေစိတ်ထဲမထားပါနဲ့သားကိုလိုချင်ဘူးသားတို့စာမပွဲအောင်လာချင်းတူတူပဲအမေကဘာမှလုပ်မပေးနိုင်တော့စိတ်မကောင်းငါသားရဲ့ဘာမှစိတ်မကောင်းဖြစ်နေအမေသားကိုဘွားနဲ့ကိုပြောင်းနေတတ်တယ်အေးပါငါသားလေးဒါနဲ့အမေကမနှက်ခင်းကြလို့ရှင်လေငါသားစာမပွဲအောင်လို့စွန့်တိုင်ပို့ပေးမှာသိလားဟုတ်မေအဲ့ဒါဆိုသားနွားရည်သွားခတ်လိုက်အောင်မယ်နော်အေးငါသားတော်သေးရပေါ့ငါသားလေးလိမ့်မရှာလို့အမေဒါလေးစာပြေးလေးရင်စားထားနေလိုက်နော်အမေဘာလို့နေကြတာတို့အမေအမတောင်းပန်ပါတယ်ကျွန်တော်အမမလိုတော့ဘူးထင်ပြီးတော့လေအမေကိုယူပြီးကျွေးလိုက်မိတာဟာတောင်းပန်ပါတယ်အဲ့ဒါဝက်စာအတွက်ထားထားတဲ့ဟာတွေအမေရဲ့ခဏလေးတီးခံထားပါဒါအလုပ်ဆင်ပြေတော့ပါနော်အမေ ဒါဘလို့ဖြစ်တာလဲသားလေးရဲ့ ဒီလိုအမေရဲ့လောက်ကလည်းစင်မပြေဘူးကွာအမေတော့ဘိုက်စာနေတော့မှာပဲတမင်းတို့လေးမလိုတော့လို့ပြစ်ထားတင်နဲ့ကောင်းတော့သေးတယ်အမေတော့နည်းနည်းလေးယူသွားအောင်မယ်ဟတ်တော်ဒီကငါထားထားတဲ့ထမင်းတုပ်လေးရော အေးဖို့သားရဲ့ဘယ်တက်နိုင်မှမလဲနော် ရော့ဒါလေးကျွေးလိုက်နော်မောင်လေးဗျာရော့မောင်လေးယူလိုက်စိုးနာဟာတွေကလေလူစားဖို့မသင့်တော့ဘူးတော့အကောင်းလေးကျေးဇူးကြီးမလိုက်တာအမကြီးတာကျေးဇူးအများကြီးတင်ပါတယ်နော်အမေစားလို့ရပြီဒါတို့အေးပါမောင်လေးရဲ့နောက်လေလိုအပ်လို့ရှိရင်အမကိုပြောနော်ခမင်းတနက်တလေလောက်ကတော့အမကျွေးနိုင်ပါတယ်မောင်လေးရဲ့ကျေးဇူးတင်လိုက်တာဗျာငါတော့ကြာရှိသေးပြန်လာမှသိမ့်တော့မယ်ဟိုကောင်နေလည်းဘယ်သူမှမရမ်းမြောက်သေးပါလားခဏတော့လှည့်လိုက်အောင်မကွာဆက်စံနေငါလိုးလာနေတော့ပဲကွာဘယ်သူမှသိမှာမဟုတ်စစ်တော့မယ်ဟဲ့အောင်မန်းကိုစောင်းမမင်းတယောက်ထဲလားဟုတ်တယ်အဖေကြီးငါလည်းခုမှရောက်တာပဲဟာအေးကွာငါလည်းအလောတကြီးလုံးရှိရနဲ့ထွက်သွားလိုက်တာငါမဆိုင်ဟဲ့အောင်အဖေဘာဖြစ်တာတော့အေးမန်းကိုရငါဒီအောင်မှာပတ်စံထားခဲ့တာငါအလောတကြီးလုံးရှိရနဲ့မြန်ထားပြီးထွက်သွားလိုက်တာအဖေရမင်းတရားရှားကြည့်ပါဦးတားကြီးအားနာတယ်ကွာမင်းတွေးမိသေးလားငါပတ်စံတားကြီးငါလည်းခုမှရောက်တာငါမတွေးမိဘူးတားကြီးအဆောင်မှာဘယ်သူရှိတော့ရှိရလူမေးကြည့်ပေါ့ကွာဟဲ့ငါမယူဘူးနော်ငါလည်းခုမှရောက်တာငါမယူငါဒီနေ့မှငါ့ကိုတွေးလိုက်တာကွာဟဲ့ထားစိတ်ပြေလက်ပြောက်အပြင်သွားမလားငါမဟုတ်လိုက်ကြည့်မယ်ကွာဟဲ့အဖေအဖြေကပေါ်နေပြီကွာမင်းနဲ့ငါနဲ့ခုမှပြန်ရောက်တာအဆောင်မှာရှိတာတယောက်တည်းရှိတဲ့ကောင်ပေါ့ကွာအဲ့ကောင်အဲ့လိုမလုပ်တော့ပါဘူးကွာဟဲ့ပတ်စံနဲ့ပတ်သက်လာရင်ကိုကလွဲပြီးဘယ်သူမှမရှုံနဲ့ကွာအေးပါကွာမိမယူမအောင်ဖြစ်မှာကွာမယူတော့မဖြစ်ဘူးယူကိုယူမဖြစ်မှာကျောက်ကိုမိမတောင်းပြီးတော့ဗျာကျောက်မိမယူတော့မှာဟတ်တော့ငါသားလေးမင်းမိမမယူတော့ဘူးဆိုလူပြိုကြီးလုံးပါဆိုအဲ့ဒါတွေတာထားပါမေကျောက်မိမယူလို့ရှင်အကိုတွေနဲ့တူတူတင်တောင်းငွေဒန်းလူပေးရမှာနော်အေးပါကွယ်ငါသားလေးရဲ့ဒါနဲ့မင်းမယူစရာမင်းမရောရှိရလားကွယ်ကျောက်ကသူ့ကိုတော့မချေဘူးဒါပေမဲ့ယူကိုယူမဖြစ်မှာမို့လို့ဟတ်တော့အမေကြီးတုံလိုက်တာကွယ်တိကျရှင်းပြပါဦးမယူလို့မရတော့ဘူးအမေကမကြခင်သွားတော့မှာအမေသွားလို့ရှိရင်အမွေက9ပုံကျန်ရင်9ပုံခွဲယူရမှာကျွန်တော်ကတင်တောင်းငွေမရတော့ဘူးလေဒါကြောင့်မို့လို့ကျွန်တော်အဲ့လိုတော့မဖြစ်ခံနိုင်ဘူးမေယူမဖြစ်မှာအငယ်ကောင်ရဲ့မင်းကလည်းတင်တောင်းဝင်ရဖို့အတွက်တော့မိမအောင်ချင်းချင်းကောက်ရုံးမယ်အဲ့မှာကွာအိမ်မှာရှိတဲ့ပစ္စည်းတွေကအကူလို့တင်တောင်းတာနဲ့ကုန်တော့မှာဗျကျွန်တော်ရလိုက်မှာမဟုတ်ဘူးလေဒါကြောင့်မို့လို့ကျွန်တော်လဲတင်တောင်းငွေရအောင်တော့မိမယူမဖြစ်မှာဗျအေးပါတာရဲ့အမေစင်ပြေအောင်ကုန်လုပ်ပေးခဲ့မှာပါကွယ်ရှင်ကျမကိုဟုတ်တယ်မဆွဆွဲနေတော့ငါမင်းကိုဆွဆွဲနေရမဟုတ်ဘူးကွာရှင်ပဲရှင်ဝင်ရင်ငယ်ကိုပေးပြီးတော့မှငါအဲ့လောက်ဒီစော်ယူမဟုတ်ဘူးကွာမင်းကမင်းလင်ငယ်ကိုသွားပေးနေမှာလားအုံတော့မရှိတော့မင်းမအမရောက်လာပြီလားဟိုနာပုံထားတဲ့ခုတွေလျှော်လိုက်တော့ဘာမှမဟုတ်ဘူးမရေလက်စွပ်ပြောင်းလို့ရံဖြစ်နေတာလက်စွပ်ကို300လောက်တန်တယ်သူ့မရင်ငယ်ပြည့်ပြတာနေမှာပေါ့နှမျိုးစရာနော်အမလီမနှမျိုးနိုင်ပါဘူးသူရှာတာမှသူမနှမျိုးလဲသူကတော့နေသားကြီးတော့လက်စွပ်ကြီးပဲ300လောက်တန်တာတဲ့ငါပြန်ပေးမလိုက်ရင်တော့ငါမိသားစုဆင်းပြေပြီ
သူလက်စိတ်ဆင်းရဲနေတာပဲညီမလေးပျောက်သွားတာဒီလက်စွပ်လေးလားဟဲ့လက်စွပ်ကြီးပြန်တွေ့တာအမဘယ်သူမှမပြောနဲ့နော်ကျမအသုံးလူတွေလို့ရောင်းစားမှာဒါနဲ့ခဏလေးအမဒီနောက်ဆောင်နေရောဟုတ်ကဲ့အမရော့20001000ကအမဝစ်လျှော်ကနောက်1000ကအမရဲ့ရိုးကုန်ကိုကြိုက်လို့စုချတာဒါနဲ့နောက်နေ့ဝစ်လာမလျှော်နေတော့ရပြီနော်အမပေါ်လို့ရပြီရှင်